ကျွန်တော်တို့ဒီနေ့ကိုဂျိုးလေးတီဆိုထားတဲ့သို့အတိတ်ကတခြင်းရဲ့ intro ဒီနေ့ရဲ့ solo ဒီနေ့ရဲ့ကိုတွားကြည့်အောင်နော်ဟုတ်ပြီကျွန်တော်တို့ဒီ intro ဒီနေ့ကိုရင်တွားကြည့်မယ်နော်ဒီတခြင်းလေး intro မှာကျတော့ကျွန်တော်တို့ကဒီဒီ update လေးကျွန်တော်တခု short ပြီးတော့တီးပေးထားရပါတော့ကျွန်တော်တို့သူနဲ့အတန်တူပေါ့နော် update တူတာကျတော့ကျွန်တော်တို့ဒီ24ပါးပါတဲ့ဂီတာမှာမှအဆင်ပြေမှာနော်ကျွန်တော်တို့ဒီ holo ဂီတာတွေကကျတော့22ပါးပဲပါတာဆိုတော့ကျွန်တော်တီးရတာတီးလို့မရဘူးပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ဒီနေရာနေပြီးတော့တီးပေးထားတယ်နော်ဒီကောင်းလေးတူပါပဲတီးလို့ရတယ်နော် update ပဲကွာသွားတာဟုတ်ပြီကျွန်တော်တို့ဒီနေရာလေးကိုရင်သွားကြည့်အောင်နော်တန်စင်လေးနော်တန်စင်လေးကတော့ကျွန်တော်တို့အလွတ်ရပြီးသားဖြစ်မှာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုပြောပြမယ်ဒီကျွန်တော်လက်တန်းနဲ့နံပါတ်2ကြိုးပေါ့နော်2ကြိုး16ကွက်ကိုလက်တန်းနဲ့ထောက်လိုက်မယ်ထောက်ပြီးတော့ကျွန်တော်တို့2ချက်တီးမယ်နော်ရမယ်နော်ပြီးရင်အကောင်လာတယ်နော်အကောင်ကကျွန်တော်တို့ဒီလက်ကလေးနဲ့2ကြိုး14ကွက်ကိုထောက်ပြီးတော့2ကြိုးတစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့2ကြိုး73ကွက်ကိုထောက်ပြီးတော့2ကြိုးတစ်ချက်တီးမယ်ရမယ်နော်ဒါမျိုးပေါ့ရမယ်နော်အဲ့ဒီကနေပြန်တီးကြည့်မယ်ပြီးရင်အဲ့လာတယ်နော်အဲ့ကောင်ကကျွန်တော်တို့ဒီလက်ကလေးနဲ့2ကြိုး14ကွက်ကိုပြန်ထောက်ပြီးတော့2ချက်တီးတာပေါ့နော်2ကြိုးဒီလိုဖြစ်သွားမယ်အစားအနေပြန်တီးကြည့်မယ်နော်ရမယ်နော်လွယ်ပါတယ်အဲ့ပြီးရင်ဒါမျိုးလေးလာရနော်အဲ့ဟာလေးပြန်လာတယ်အဲ့ဟာကျွန်တော်တို့ဒီ2ကြိုး14ကွက်ကိုပဲလက်ကလေးနဲ့ထောက်ထားတဲ့အတိုင်းဝင်နောက်တစ်ချက်ထပ်တည်တယ်နော်ပြီးရင်ကျွန်တော်တို့လက်ညှိုးနဲ့2ကြိုး73ကွက်ကိုဖိပြီးတော့တစ်ချက်တည်တယ်ရမယ်နော်ရမယ်နော်ရှုံမတိုင်းပြန်နေပြန်တည်ပြမယ်နော်လက်ကလေးက3ချက်ဖြစ်သွားပါတော့လက်ကလေးဖိထားတဲ့နေရာမှာရနော်ဟုတ်ပြီအဲ့ပြီးရင်အဲ့ဟာလက်တန်းနဲ့ကျွန်တော်တို့2ကြိုး16ကွက်ကိုလက်တန်းနဲ့ပြန်ထောက်ပြီးတော့တစ်ချက်တီးမယ်နော်2ကြိုးရမလားအဝေးအဲ့ဒီပြန်တီးကြည့်မယ်ရမယ်နော်အဲ့ရရင်ဒီရလာမယ်နော်အဲ့ဒီတူတယ်နော်အဲ့ဒီပြန်တီးတာအဲ့ဟာကျွန်တော်ပြန်ပြောပြလိုက်မယ်နော်လက်တန်းနဲ့2ကြိုး16ကွက်ကိုထောက်ပြီးတော့2ချက်တီးမယ် sorry ပြီးရင်အဲ့ကောင်ကလက်ကလေးနဲ့2ကြိုး14ကွက်ကိုထောက်ပြီးတစ်ချက်တီးမယ်ပြီးရင်2ကြိုး73ကွက်ကိုလက်ညှိုးနဲ့ထောက်ပြီးတစ်ချက်တီးမယ်ရမလားအဲ့ဒီတူရနော်ပြီးရင်ဒီရလာရနော်ခုနဟာကိုပဲပြန်တီးတာပါနော်ကျွန်တော်တို့လက်ကလေးနဲ့2ကြိုး14ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့2ကြိုး73ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးမယ်ရမလားဒါမျိုးဖြစ်သွားမယ်နော်ရမယ်နော်ဖြည်းဖြည်းပြန်တီးပြမယ်အဲ့ပြီးရင်အဲ့လာတယ်ပြန်နားထောင်မယ်နော်ရမယ်နော်ဟုတ်ပြီအဲ့ဟာကကျွန်တော်တို့လက်သက်ကျွေနဲ့3ကြိုး15ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးမယ်3ကြိုးပြီးရင်လက်ညှိုးနဲ့3ကြိုး73ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးမယ်ရမယ်နော်ပြီးရင်အဲ့လာနော်အဲ့ကောင်ကကျွန်တော်တို့လက်သက်ကျွေနဲ့3ကြိုး15ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးပြီးတော့3ကြိုး19ကွက်ကိုစလိုက်ဆွဲမှာနော်ရမယ်နော်ရမယ်နော်ဒါမျိုးဖြစ်သွားမယ်ရမယ်နော်ပြီးရင်အဲ့ဟာလာအဲ့ဟာလက်ညှိုးနဲ့3ကြိုး15ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်3ကြိုးပေါ့နော်ဒါမျိုးဖြစ်သွားမယ်ရမလားဟုတ်ပြီအဲ့ဒီအစားနေပြန်တီးကြအောင်ဟုတ်ပြီရမလားဖြည်းဖြည်းပြန်တီးကြည့်မယ်နော်
နောက်တစ်ကြောရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးရင်ပြန်နှားထောင်မယ်နော်အကောင်လာရနော်အကောင်ကကျွန်တော်တို့လက်သက်ကျွဲနဲ့3ကျိုးစခွန်ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့3ကျိုး15ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့ပဲ3ကျိုး73ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ရမယ်နော်ပြီးရင်အဲ့ဟာကလက်ညှိုးနဲ့ပဲ3ကျိုး12ကွက်ကိုဖိပြီးတော့2ချက်တီးမှာနော်2ချက်နော်ပြီးရင်လက်ခလက်နဲ့3ကျိုး73ကွက်ကိုဖိပြီးတော့တစ်ချက်တီးမှာရမှာဒါမျိုးပေါ့ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီအစားနေပြန်ကြည့်အောင်ရမယ်နော်ဟုတ်ပြီဒီကောင်က intro နော်ဟို solo လဲဒီရပဲနည်းနည်းလေးနောက်ပိုင်းလေးမှာပဲဒီနောက်ဆုံးတစ်ချက်ပဲပွာသွားပါတော့ကျွန်တော်တို့ solo ကျွန်တော်တစ်ခေါက်တီးပြမယ်ပေါ့နော် intro နဲ့ဆင်တယ်ဒါ solo ဒီနာနော်အဲ့ဟာပြင်အဲ့ဒီတစ်ချက်လေးတန်းချလိုက်တာပဲ solo ကနော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံးဟာလေးကိုကျွန်တော်တို့ကဒီထိတူတဲ့ထိကိုတီးပြမယ်နော်အဲ့ဒီတူတယ်ပြီးရင်အဲ့တစ်ချက်ကကျွန်တော်တို့လက်ညှိုးနဲ့3ကျိုး73ကွက်ကိုထောက်ပြီးတော့တစ်ချက်လေးပဲတီးလိုက်တာပဲရမလားเนาะကျွန်တော်အစားအနေတော့ပြန်မပြောပြတော့ဘူးเนาะဒါဆိုရင်နားလည်မယ်ထင်ပါတယ်เนาะဟုတ်ပြီအဲ့တော့ solo ကိုအစားအနေတစ်ခေါက်ဖြည်းဖြည်းလေးတီးကြည့်အောင်เนาะ solo ဒီမှာเนาะဒါပဲ solo อ่ะရမယ်เนาะဒါဆိုရင်ကျွန်တော်တို့ intro ရော solo ရောတီးလို့ရသွားပြီလွယ်လွယ်လေးပါเนาะဟုတ်ပြီတကယ်တမ်းကတော့ကျွန်တော်တို့ဒီ intro နဲ့ solo ကတော့ position နေရာမတူဘူးပေါ့เนาะ intro ကသူ့ထက်အတိုင်းဆိုရင်ဒီဘက်ကဒီ24ပါမှာတီးလို့အဆင်ပြေမှာပေါ့เนาะဒါကျွန်တော်ကတော့ဒီမှာတူတူပြလိုက်တာပေါ့เนาะဟုတ်ပြီเนาะဒါဆိုရင် solo ရမယ်เนาะကျွန်တော်ကတော့ဒီ solo ကို2 line တီးထားတယ်ထင်တာပဲเนาะကျွန်တော်2 line ကြားတယ်မှတ်တာပဲကျွန်တော်ကြားတာကိုပြောတာเนาะကျွန်တော်ဒီနောက်တစ် line ကဒီနေရာနေဒီ position နေလိုက်ထားတယ်ဒီမှာเนาะကျွန်တော်တီးပြမယ်နော်တစ်ခါအဲ့နေရာနေကျွန်တော်နောက်တစ် line လိုက်ထားတယ်ထင်တယ်နော်ဟုတ်ပြီအဲ့နေရာလေးလည်းကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့ဒီလက်သန်းနဲ့3ကျိုး8ကွက်ပေါ့နော်8ကွက်ကိုထောက်ပြီးတော့2ချက်တီးမယ်ပြီးရင်အဲ့ဟာကကျွန်တော်တို့လက်ခလက်နဲ့3ကျိုး6ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့3ကျိုး5ကွက်ကိုထောက်ပြီးတော့တစ်ချက်တီးမယ်ရပါနော်ရပါနော်ပြီးရင်အဲ့ဟာကလက်ခလက်နဲ့3ကျိုး6ကွက်ကိုဖိပြီးတော့2ချက်တီးမှာနော်ရပါနော်အဲ့ဟာပြီးရင်အဲ့လာနော်နော်ဟုတ်ပြီတန်စီကတော့ရပြီးသားပါခုနကလည်းတီးပြီးသားဆိုတော့အဲ့ကောင်ကလက်ခလက်နဲ့3ကျိုး6ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့3ကျိုး5ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ပြီးရင်လက်သန်းနဲ့3ကျိုး8ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ရမယ်နော်ပြီးရင်အဲ့ဒီတူရယ်နော်ပြီးရင်အဲ့ပြီးရင်အဲ့လာတယ်အဲ့ကောင်ကကျွန်တော်တို့လက်ခလက်နဲ့ဒီတီးတဲ့ပုံစံနဲ့ခုနဒီနေရာတီးတဲ့အတိုင်းပဲကျွန်တော် position လေးပဲပြောင်းသွားနော်ဟုတ်ပြီအဲ့ကောင်လေးကိုပြောပြမယ်ကျွန်တော်လက်ခလက်နဲ့ဒီ3ကျိုး6ကွက်ကိုဖိပြီးတစ်ချက်တီးမယ်3ကျိုးပြီးရင်လက်ညှိုးနဲ့3ကျိုး5ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ရ
ရမလားရမယ်နော်ပြီးရင် sorry နော်ပြန်ပြမယ်အဲ့ကောင်ကလက်တကြွယ်နဲ့၄ကျိုး၈ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ပြီးရင်လက်ညှိုးနဲ့၄ကျိုး6ကွက်ကိုဖိပြီးတစ်ချက်တီးမယ်ရမယ်နော်အဲ့ဒါပြီးရင်ရလာနော်အဲ့ကောင်ကလက်တကြွယ်နဲ့၄ကျိုး၈ကွက်ကိုဖိပြီးတော့တစ်ချက်တီးပြီးတော့၄ကျိုး10ကွက်ကိုစလိုက်ဆွဲမှာနော်ရမယ်နော်ပြီးရင်လက်ညှိုးနဲ့၄ကျိုး၈ကွက်ကိုဖိပြီးတော့တစ်ချက်တီးမယ်ရမလားရမယ်နော်အဲ့တော့ပြန်တီးပြမယ်ဟုတ်ပြီနော်အဲ့တော့စနေတီးကြည့်အောင်ဟုတ်ပြီနောက်တစ်ကြောအဲ့အပြင်နောက်ဆုံးတစ်ချက်ကကျွန်တော်တို့လက်ညှိုးနဲ့၄ကျိုး6ကွက်ကိုဖိပြီးတော့တစ်ချက်တီးလိုက်ဒါပါပဲเนาะအဲ့နဲ့ line ကိုကျွန်တော်တို့တစ်ထပ်တည်းတီးလိုက်တာပါเนาะဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ဒီဂီတာ2လက်တီးမယ်ဆိုရင်တော့ကောင်းတာပါเนาะတစ်လက်တည်းဆိုရင်လည်းကျွန်တော်တို့ကြိုက်တဲ့ position မှာတီးအဆင်ပြေရเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ intro ရောဒီ solo ရောရပါပြီထင်တယ်เนาะဟုတ်ပြီကျွန်တော်အဲ့ဆိုရင်ဒီတခြင်းနဲ့ပတ်သက်ပြီးနားမလည်တာရှိရင်ကျွန်တော်ကို comment မှာမေးခဲ့ပေးလို့ရတယ်เนาะနောက်ထပ်ကျွန်တော် tutorial လုပ်ပေးစေချင်တဲ့တခြင်းလေးတွေရှိရင်လည်း comment မှာရေးခဲ့ပေးလို့ရတယ်เนาะ